အားလုံးပဲမင်္ဂလာပါမြန်မာ Goat Story Channel ကနေကျွန်တော်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညဖက်ပြပေးသွားမယ့် plan လေးတော့ကျွန်တော်တို့ဖြစ်ကြတယ်တောနက်ထဲကနန္နာပါဝါမြို့တော်ဖြစ်ပါတယ်ကဲအဲ့ဒါကျွန်တော်ဇလန်းလေးဆက်လိုက်ကြအောင်ကျွန်တော်နာမည်အောင်ကျော်ကျွန်တော်ရှေးအောင်ပစ္စည်းတို့စူဆောင်းတော်ဝါဒနာပါတဲ့သူတယောက်ပါလွန်ခဲ့တဲ့လလောက်ကရှမ်းပြည်နယ်ဘက်ကနေတော့ဝေးလံတဲ့ရွာတရွာမှာထူးဆန်းတဲ့ကြေးခေါင်းလောက်တစ်ခုရှိတယ်ဆိုတဲ့တင်ကြောင့်ကျွန်တော်တယောက်တည်းကားမောင်းပြီးထွက်လာခဲ့တယ်ညကလည်းရမ်းမောင်နေဖြစ်တယ်ပေါ့ဗျာမိုးကလည်းတွေဖွဲဖွဲရွာနေတော့လမ်းအမြင်ကွင်းသိမ့်မကြည့်ဘူးဗျာကိုကဲမက်ကပြနေတဲ့လမ်းတိုင်းလိုက်လာရင်ရုတ်တရက်ဖုံးလန်းကပြောက်ကားရှိရမြင်ဒီလမ်းကလည်းပိုပြီးကျင်းလာတယ်နောက်ဆုံးမှာတော့ကျွန်တော်ရဲ့ကားတောနက်ကြီးတစ်ခုရဲ့အလဲမှာရက်တန့်သွားခဲ့ရတောက်ကားမှန်အောင်တယောက်ကလာခတ်ကျွန်တော်လမ်းဖြတ်သွားကြည့်လိုက်တော့အသက်60ကျော်လောက်ရှိတဲ့အဖိုးတယောက်သူကရှေ့ကိကလို့အင်းကြီးဖြူတိုက်ပုံနဲ့စိုးကွတ်လို့ဝတ်ထားတယ်ငါတူလမ်းမလာဒီချိန်ဒီတိုးရဲမှာနေလို့မဖြစ်ဘူးလာငါနောက်ကိုလိုက်ခဲ့အရူရတရားနားလိုက်ပါဦးသူ့ရဲ့အကြည့်တွေအေးစစ်နေပြီမဲ့တောထဲမှာတယောက်တည်းကြံခဲ့မှာကြောက်တာနဲ့ပဲကျွန်တော်သူ့နောက်ကိုထိုင်သွားခဲ့မိတယ်ရွာထဲကိုရောက်တော့ကျွန်တော်အံ့ဩသွားတယ်အိမ်တွေအားလုံးကကျွန်းတဲ့အင်ကြီးတွေဒါပေမဲ့မီးရောင်ကလှဲစင်မီမဟုတ်ဘူးဖျောင်းနေပြီတွေစီမီခွက်တွေပဲထွန်းထားတာရွာသားတွေကလည်းဝစားခစ်တွေကရှေ့ခိကလိုပဲဗျသူတို့အားလုံးကကျွန်တော်ကိုငေးကြည့်နေကြဒါပေမဲ့ဘယ်သူမှစကားမပြောကြဘူးသူတို့ရဲ့မျက်လုံးတွေကဝိုင်းဆက်ပြီးလှုပ်ရှားမှုမရှိသလိုပဲအဖိုးကကျွန်တော်အိမ်လဲရောကြည့်အိမ်တော့ခေါ်သွားဒီမှာပဲနားလိုက်ပါဘာတန်ချက်တကောင်မဖွင့်နေတော့ညီလေးတို့မှာပြီးသူထွက်သွားတယ်နောက်တစ်ကောင်ရဲ့မှာကျွန်တော်အိပ်ပျော်နေတော့ထူးဆန်းတဲ့တဲ့ကူကျွန်တော်လိုးလာတယ်အိမ်မတယောက်ကလမ်းပဲလမ်းချောင်းနေတဲ့အတန်ပြီးတော့ဆိုင်ဝမ်တီးတယ်နဲ့မမေပြူတွေကနေရှိတဲ့တွေကျွန်တော်သိချင်စိတ်ကိုမအောင်နိုင်ဘူးဒါကြားကနေကျွန်တော်ချောင်းကြည့်လိုက်မိမြင်လိုက်ရတဲ့မြင်ကွင်းကကျွန်တော်တွေးပြက်စေခဲ့တယ်အခုလို့ဆိုအင်ရှိကွင်းမှာကနေတဲ့မမေပြူတွေခြေထောက်တွေမြေကြီးနဲ့လုံးဝမထိဘူးလေထဲမှာဝဲနေတာသူတို့မျက်နှာတွေကအသားတွေလန်းနေပြီးမျက်လုံးပေါက်တွေကလည်းဟောင်းလောင်းကြီးသူတို့တွေကိုကျွန်တော်ဘက်ကနေတော့တပြိုင်နက်လှည့်ကြည့်လိုက်ကြတယ်တိတိနေကြည့်လိုက်ကြအဲ့တဲ့ရပြီဟဲ့အဲ့တဲ့ရပြီဟဲ့ကျွန်တော်ကြောက်လုံးလို့အိမ်တော်ခွေကနေခုံဆိုင်ပြီးတော်တော့ကျွန်တော်ပြေးတော့တာပဲနောက်ကနေရွာသားတွေလို့ထင်ရနနာပေါက်ရတဲ့ဝိုင်းအော်ပြီးတိုက်လိုက်ကြတယ်မတော်ပါနဲ့ဟောငါတို့နဲ့တူနေပါဦးကျွန်တော်ပြင်းနဲ့ချေချောပြီးကြောက်တော့ပြိတ်ကြသွားတယ်ညင်လုံးကိုမိတ်ထားပြီးဖျားတာတော့ကျွန်တော်အော်ရုပ်နေမိတယ်မနေ့မိုးလေးတော့မျိုးလုံးဖွင့်ရတဲ့အခါမှာတော့ကျွန်တော်ကားလမ်းမပေးရချုံမုတ်တစ်ခုထဲမှာရောက်နေတော့ကျွန်တော်တွေ့ရတယ်ကျွန်တော်ရဲ့ကားကတော့ပေ90လောက်ဝေးတဲ့နေရာမှာဝါရှော့ဖြစ်ပြီးမီးလောက်တယ်။လမ်းတော့တယောက်ကကျွန်တော်ကိုကိုကြီးပြပြတယ်။မောင်ရင်ကန်ကောင်းလို့ဗျ။အဲ့တော်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း90မီးလောက်မှုဖြစ်သွားတယ်ရွာဟောင်းကြီးရှိတယ်။အဲ့ရွာလူတွေအကုန်လုံးမီးထဲပါသွားတာ။အခုတတိအဲ့နားမှာညာဘက်ဆိုလူတွေကလမ်းမအောင်ခေါ်တတ်ကြတယ်။ကျွန်တော်ကြော်ရီထိစိတ်သွားတယ်။ကျွန်တော်အဲ့ကတော့စမ်းရတော့မင်းညကအဖိုးပေးခဲ့တဲ့ရေကောကအခုတော့လူရိုးကောင်းခွန်အကွဲတစ်ခုဖြစ်နေတာကျွန်တော်တွေ့လိုက်ရတယ်။ဒီနေ့ညတင်ဆက်ပေးသွားတဲ့ဇလန်းလေးကိုတပေါ်ကြားနေတဲ့တဆိုရင်မြန်မာ Goat Story ဆိုတဲ့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလှုပ်ရှင်းဖြစ်ကူညီပေးကြပါဘေးကခေါင်းလောင်းလေးကိုလည်းတီးဖို့မမေ့ပါနဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှတွေ့ပါမယ် see you ပါ